ဒီတစ်ခါမှာတော့အချိုတွေကြီးပဲစားရတာများလာတော့မြန်မာပြည်ချင်းကန်ဆက်အရသာလေးစားကျင်မိလာတယ်ဒါနဲ့ပဲတရုတ်ခောက်ဆွဲဆိုင်မှာမြန်မာပါဇက်နဲ့ကွက်တိဖြစ်မဲ့အစားအစာပါရှိတယ်ဆိုပြီးတော့သွားရှာဖြစ်ခဲ့ပါတယ်ဒီလိုနဲ့မြန်မာတွေဂရင်းနဲ့တွေ့စီမဲ့ချင်းဆက်ဆက်ပူဆက်ဆက်ရှူရှဲပူလောင်စားသုံးရတဲ့ချီစီချွန်ပင်ကခောက်ဆွဲဆိုတာကိုစားဖြစ်ခဲ့ပါတယ်အရသာဆက်ချက်ကတော့ချွေးသီးချွေးပေါက်တွေပါကျစေတဲ့အတွက်မြန်မာတွေပါဇက်နဲ့လုံးဝကွက်တိဖြစ်မဲ့စီချွန်ခောက်ဆွဲဖြစ်ပါတယ်ပန်ပြီးခောက်ဆွဲတဲ့ပုံ这大嘛龙米可以靠说是。စနေချင်တာပါလေဆိုဒါ chef specialty ဆရာဝတ်စာစနေစနေမြန်မာငွေနဲ့ဆိုတော့တောင်းဝဲဝင်းကျင်ပါနော်အားလုံးအဲ့လိုကြီးထင်တော့ကြီးဈေးမကြီးဘူးဗျပုံမှန်ဟာပဲအဓိကတော့ခောက်ဆွဲထူပြူဆိုင်ရဒီဆိုင်ရစားပွဲဆိုကျွန်တော်ဒီနေ့ကရွေးလာတာတရားဒီကဝတ်သားလို့ပြောပေါ်ကဝတ်သားကိုရွှေခိုင်းပေါ့ချက်သားရရင်ချက်သားနဲ့နေတယ်ပေါ့နော်73 RM 73နဲ့ပြား80 Sichuan piquant ပန်မီစုတဲ့နော်အဲ့ဒါကိုစားကြည့်မယ်စက်တယ်လို့ပြောတယ်ကဲဟုတ်ပါပြီအားတော့ချက်ပြီးတော့ဒီကဘာရေးလဲကြည့်ကြည့်ဒါနေယူဒီနော်ဒါနေယူဒီဆော့စ်ပါပါမယ်ဒီရတဲ့ sauce ပဲဒါကြောင့်မပီလို့ပါလို့လေချစ်အောင်မပီလို့မပီဟွာပေါ့မပီဆိုတာတဲ့ပဲဖို့နည်းနည်းပူဆန်တယ်ဒါကြောင့်အယုတ်ဒီချင်းဒါတော့ဟမ်ယာရီတယ်အမ်ဘီယိုပေါ့စားကြည့်ပါမယ်ဆိုးမြကောင်းချက်ဆက်တယ်ဘာရှာဘာ taste ပဲပတ်တယ်ကောက်ဆွဲရတော့ကျွန်တော်ကောက်ဆွဲအပြားကိုရွေးလိုက်တယ်ဒီမှာပါလက်ချီတယ်ကော်ဖီတော့ပါလိထည့်ပြီးတော့ခောက်ဆွဲကတော့တကယ်ပူလောင်လာမှာပဲအငွေ့1000တောင်းနဲ့မို့တကယ်စားခြင်းစရာပါပဲအရသာဆက်သလားမဆက်သလားဆိုတာကတော့ဒီဗီဒီယိုကိုဆက်ကြည့်လိုက်ရင်ကျွန်တော်တို့သိကြနိုင်မယ်နော်ကဲစဆွဲပြီဗျာစီချွန်ပင်ကခောက်ဆွဲအဆက်လေးဗျာခောက်ဆွဲအပြော့အမာကတော့ကွက်တိပါပဲအရင်ကြီးလည်းမမာဘူးအရင်ကြီးလည်းမပြော့ဘူးအနေတော့စားလို့ကောင်းတဲ့အနေထားမှာပါဖြစ်ပါတယ်ခောက်ဆွဲအများစုကတော့အနေတော့အဆင့်ကိုရောက်အောင်မီးရင်နဲ့ပြုတ်တဲ့အခါမှာ10မိနစ်ကြာအောင်ပြုတ်ရတယ်လို့ဒါသိထားတယ်ပေါ့နော်ဆိုတော့အခုဒီခောက်ဆွဲကိုပြုတ်တဲ့လူကတကယ်လက်မှန်နဲ့စပူမှုဖြစ်တယ်လို့ကျွန်တော်တို့ပြောရမယ်ထင်ပါတယ်ခောက်ဆွဲရဲ့အရေးကလေဒီဘယ်လိုပြောရမလဲကင်ချီအရသာနဲ့
ဟုတ်တယ်ပေါ့နော်အဲ့ထက်ပိုပြီးတော့ဟိုကျွန်တော်တို့ဒီမြန်မာအများစုသိအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာစားရတဲ့ညီအိုးမီးရှည်အရေးနဲ့တော်တော်လေးဆင်တူပါတယ်ချင်းချင်းဆက်ဆက်နဲ့အရသာငန်ငန်နဲ့ပေါ့နော်ငန်နေဆိုတဲ့အခါမှာလည်းတိတ်အငန်ကြီးလည်းမဟုတ်ပါဘူးစားလို့တိတ်စင်ပြေတယ်ပေါ့နော်မြန်မာပါဇက်နဲ့ကွက်တီပဲပြီးရင်အခုနစားလိုက်တဲ့ဟာကြတော့ဒါအချင်းပေါ့နော်အချင်းသီးပေါ့အဲ့ဒါလေးနဲ့တွဲစားရင်လည်းတိတ်ကိုစားလို့အဆင်ပြေပါတယ်ကဲခောက်ဆွဲကဆက်လားမဆက်လားဆိုတာအခုမြင်တော်မူတဲ့အတိုင်းပါပဲနဖူးကနေချွေးတွေပြက်ပြက်ကြလို့ချွေးသီးချွေးပေါက်တွေကြလို့ရှာပေါ်မှာလေးတော်တော်ပူဆက်ပူလောင်လေးဖြစ်သွားတယ်ပေါ့နော်ရှူရှူရှဲရှဲနဲ့စားရတဲ့မြန်မာခရင်းနဲ့လုံးဝကိုစင်ပြေတဲ့အကြိုက် တကယ်လို့မြန်မာအရသာ စီထရန်ခောက်ဆွဲဆက်လေးပဲဖြစ် ချင်း ပါတယ် ဆက်တွေနဲ့ကင်းကွာနေရတဲ့နေရာတွေကိုရောက်နေတယ်မြန်မာအစားအစာချင်းကန်ဆက်တွေကိုသတိရတယ်ဆိုရင်ကိုရောက်တဲ့နေရာမှာဒီတရုတ်စီထွန်ခောက်ဆွဲအဆက်ကိုရှာဖွေပြီးတော့ကိုရဲ့ချင်းကန်ဆက်အရသာကိုကြိုက်တဲ့မြန်မာအရသာကိုဖြေဖြောင်းနိုင်ကြောင်းလဲအချမ်းပြုပေးလိုက်တယ်နော်